ဒီလိုစမ်းကြဲတဲ့ဆိုင်ထဲမှာလူတိုင်းရဲ့အသက်ဝိညာဉ်ကမီးတီးတစ်လုံးစီနဲ့ဆက်နွယ်နေတာဖြစ်ပါတယ်။မီးတီးတစ်လုံးငိမ့်သွားတာနဲ့အဲ့ဒီလူကိုဘလို့မှကယ်တင်လို့မရတော့ပါဘူး။အဲ့ဒီအမျိုးသမီးကတော့ထူးဆန်းထွေပြတဲ့အိမ်မက်တစ်ခုကနေအခုလေးတင်နိုးလာခဲ့တာပါ။သူကအားလုံးကိုစိတ်အာရုံခြောက်ခြားတာလို့ပဲထင်နေခဲ့ပေမဲ့လှည့်ကြည့်လိုက်တဲ့အခါမှာတော့ဆေးရုံအုပ်ကြီးကတကယ်တော့လူတွေရဲ့အသက်ရှင်ခြင်းနဲ့တည်ဆုံခြင်းကိုထိန်းချုပ်ထားတဲ့သူ့အိမ်မက်ထဲကဆိုင်ရှင်ကြီးဖြစ်နေမှန်းသိလိုက်ရပါတော့တယ်။ပိုပြီးကြောက်စရာကောင်းတာကဒီနေ့အရေးပေါ်ကုသဖို့ဆေးရုံကိုပို့လာကြတဲ့ရင်တိုက်မှုဒဏ်ရာရလူနာတွေအားလုံးဟာသူ့အိမ်မက်ထဲကအိမ်နီးနားချင်းတွေဖြစ်နေတာပါပဲ။တကယ်တော့ဒီနေ့မှာဘတ်စကားနဲ့မြေတင်ကားတိုက်မိတဲ့ဆိုးရွားတဲ့ကားအက်ဆီဒင့်တစ်ခုဖြစ်ပွားခဲ့တာဖြစ်ပြီးသူ့အိမ်မက်ထဲကအိမ်နီးနားချင်းတွေဟာအဲ့ဒီရင်တိုက်မှုမှာဒဏ်ရာရသွားတဲ့လူတွေအကုန်လုံးဖြစ်နေကြတာပေါ့။တစ်ချိန်တည်းမှာပဲဟိုဘက်ကဘာကဆိုင်ထဲမှာတော့မြေတင်ကားမောင်းသမားကအဲ့ဒီကောင်မလေးကိုသူ့ရဲ့မီးတီးကိုပြန်ယူဖို့တိုက်တွန်းနေခဲ့ပါတယ်။လက်ထဲမှာမီးတီးလေးရှိနေတာမို့ကောင်မလေးဟာလက်ရှိကဘာမှာတဖြည်းဖြည်းချင်းပြန်လဲတက်တာလာပါတော့တယ်။ဒါပေမဲ့ကောင်မလေးကသူ့အမေရဲ့မီးတီးကိုပါယူချင်တယ်လို့ပြောခဲ့တာပေါ့။ဒါပေမဲ့ဆိုင်ရှင်ကတော့သူ့အမေမှာမီးတီးမရှိတော့ဘူးလို့ပြန်ပြောလိုက်ပါတယ်။ကောင်မလေးလည်းမယုံနိုင်ပဲနဲ့သူ့မီးတီးကိုချပစ်ခဲ့ပြီးအိမ်ကိုငိုယိုပြီးပြေးပြန်သွားခဲ့တာပါ။တကယ်တော့အက်ဆီဒင့်ဖြစ်တဲ့အချိန်မှာတမီးဖြစ်သူကိုကယ်ဖို့အတွက်သူဟာတဲတွေကိုလက်ပလာနဲ့တဲမဲမဲတူးဆွခဲ့တာဖြစ်ပါတယ်။လက်တဲတွေကွာကျသွားတဲ့အထိဖြစ်ခဲ့ပေမဲ့လည်းတမီးကိုကယ်တင်ခြင်းနဲ့သူ့ရဲ့ပြင်းပြတဲ့စိတ်ပိုင်းဖြတ်မှုကိုတော့မတားဆီးနိုင်ခဲ့ပါဘူး။ဒါကပဲသူ့ရဲ့လက်တဲတွေအနောက်ပြန်ပေါက်နေရတဲ့အကြောင်းရင်းဖြစ်နေတာပေါ့။သူမနာတမ်းစူးစမ်းခဲ့တာကြောင့်နောက်ဆုံးမှာတော့တမီးဖြစ်သူကိုတဲတဲကနေတူးထုတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူကိုယ်တိုင်ကတော့ဝမ်းပိုက်ထဲကိုတန်ပိုက်လုံးစိုက်ဝင်သွားခဲ့တာမို့ဘလို့မှကယ်လို့မရတော့ပဲအမေဖြစ်သူကနားချခဲ့ရတာပါ။နောက်ဆုံးမှာတော့ကောင်မလေးဟာသူ့ရဲ့မီးတီးကိုပြန်ယူဖို့သဘောတူခဲ့ပါတယ်။တောက်ပတဲ့အနာဂတ်တစ်ခုကိုပိုင်ဆိုင်ဖို့ပြင်ဆင်နေခါစအမေနဲ့တမီးနှစ်ယောက်ဟာအခုလိုမျိုးပဲထာဝရလူကွဲသွားခဲ့ရပါတော့တယ်။ကောင်မလေးကသူ့မီးတီးကိုပြန်ယူလိုက်တာနဲ့လက်ရှိကဘာကကောင်မလေးလည်းပြန်လို့လာခဲ့ပါတော့တယ်။